Hello, auspiciousness to you all. Long time no see because I've had a bench on my plate. Anyway, without further ado, let's begin our lesson for today. So ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့စပြီးတော့လေ့လာကြည့်ကြပါမယ်။ဒီနေ့မှာလေ့လာကြမယ့်စကားလုံးလေးက weather forecast ပေါ့နော် WEATHER weather FORECAST forecast weather forecast လို့ခေါ်တဲ့ဒီမိုးလေဝသခန့်မှန်းချက်တွေထဲမှာပါလေးပါထားရှိတဲ့စကားလုံးလေး၃လုံးပေါ့နော်အတွေ့ရများတဲ့စကားလုံးလေး၃လုံးကိုလေ့လာကြည့်ကြပါမယ်ရှင်ပထမဆုံးတစ်ခုက low pressure area LOW low PRESSURE pressure AREA area low pressure area ဒါမြန်မာလိုပြန်လိုက်မယ်ဆိုလို့ရှိရင်လေဖိအားနည်းရပ်ဝန်းပါဆိုတော့ကျမတို့ဒီဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်နေတဲ့ဘာညာကျမတို့ဒါကြားဖို့မယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့ low pressure area ဆိုပြီးတော့ခေါ်ပါတယ်ရှင့် Okay ဒုတိယတစ်လုံးကကြတော့ widespread rain WIDESPREAD 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 ဆိုတာနေရာအနှံ့ပေါ့နော် rain ကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲမိုးပါဆိုတော့နေရာအနှံ့မိုးရွာမယ်ပေါ့ကျမတို့ခါလေးကြားလို့ရှိရင်မုတ်တုံလေအားကောင်းလို့ဘာညာပေါ့နော်ဆိုတော့မိုးအနှံ့အပြားရွာမယ်စသဖြင့်ဒီလိုပြောတဲ့အချိန်မှာ widespread ရဲ့အဓိပ္ပာယ်ကနေရာအနှံ့အပြားပါဆိုတော့နေရာအနှံ့အပြားမိုးရွာတာကို we say widespread rain okay last but not least နောက်ဆုံးတစ်လုံးကကြတော့ဗာလဲဆိုရင် thunder shower နော် THUNDER SHOWER တစ်ဆက်တည်းရေးပါတယ်သူကကြတော့ပုံမှန်ကျမတို့ THUNDER thunder ဆိုတာကဒီမိုးတွေချုံတာပါညာပေါ့နော်ဒီမှာ thunder နဲ့ SHOWER shower နဲ့ပေါင်းပြီးရေးလိုက်တဲ့ဟာကဒါထစ်ချုံမိုးပါဆိုတော့မိုးနဲ့တူတူကျမလက်စေးတွေလက်တာမိုးကြိုးတွေပြစ်တာဒါတွေပေါင်းပြီးပါလာတဲ့ထစ်ချုံမိုးကိုကြတော့ကျမတို့က thunder shower ဆိုပြီးတော့သုံးပါတယ်ရှင့်ဆိုပြန်ပြီးတော့ recap လုပ်ပေးရမယ်ဆိုရင်ဒီနေ့မှာ sharing လုပ်ပေးခဲ့တဲ့စကားလုံးလေး၃လုံးက low pressure area widespread rain and thunder shower okay have a nice day to you all bye bye and see you in the next video